ဒီဘောကကျွန်တော်2021လောက်ကဆွဲထားတဲ့ပုံအဲ့မှာရေးထားတဲ့စကင်တုံးလေးကိုဘယ်လိုရေးရမလဲဆိုတာကျွန်တော်ပြောပြပေးမယ်။ရင်ဆုံးကျွန်တော် 2B ခေရန်နဲ့ရေးပါမယ်။စကင်တုံးလေးလှလှပပဖြစ်ဖို့ဆိုရင်ညညညိုလေးဖြစ်ဖို့ဆိုရင်ခေရန်ကိုင်းကြီးကလည်းအရန်ကိုဒီကကြပါတယ်။ယခုပုံမှာကင်ပြထားတဲ့အတိုင်းပဲခေရန်ကိုအစာရည်တာထက်ကိုနောက်နည်းနည်းလေးစုပ်ပြီးတော့မှကျွန်တော်ကင်ပေးမယ်။ပြီးတော့လက်ကိုဖွဖွလေးထားပြီးတော့မှစာရွက်ပေါ်မှာတင်ယုံဆိုယုံလောက်လေးပဲလက်ကိုအပီးဖော်လေးထိန်းပြီးတော့မှခြေရမယ်ခြေတဲ့နေရာမှာလည်းအကုန်လုံးကိုဖိပြီးတော့ခြေလို့မရဘူးတုံးရင်းတဲ့နေရာဆိုပြီးတော့မှတခါတည်းဖိပြီးခြေလို့မရပါဘူးကျွန်တော်တို့ကခဲတန်းလေးကျွန်တော်ပြောင်းသုံးတယ် 4B ခဲတန်းလေးနဲ့ 4B ခဲတန်းကျတော့ 2B ထက်ကိုပို့ပြီးတော့မှထင်တယ်ပေါ့အကောင်လေးနဲ့အဲ့လိုလေးခြေမယ်တုံးရင်းချင်းတဲ့နေရာဆိုရင်အလွန်များများလေးထပ်ပြီးတော့ပေါ့လေအဲ့လိုလေးခြေပေးရမယ်နောက်ဆုံးကျွန်တော်တုံးသွားတာက6B ပါ 6B အဲ့ပြီးတော့ခေဖြန့်တန်လေးနဲ့အသားလေးဖြန့်သွားမယ်အဲ့လိုလေးအမြဲတမ်းကျင့်သွားမယ်ဆိုရင်တော့ skin tone ညညညညလေးတွေရပါလိမ့်မယ်အခုဗီဒီယိုက beginner လေးတော့ပဲဖြစ်ပါတယ် KPG နဲ့ပတ်သက်ပြီးချားတီးချင်တာလေးရှိနေမိတော့လို့ရပါတယ်